ဟိုလေအခုတလော online မှာလေအရန်ခစ်စားနေတယ်ဟို motivation ပေးတဲ့အကိုကြီးလေသိမလားခင်ဗျားတို့အိတ်ပဲအိတ်မနေနဲ့တော့နင်တို့မိဘတွေကနင်တို့အောင်မြင်မဲ့တနေ့ကိုစောင့်နေပြီလို့ဘာလို့ပြောရကိုစောင့်ရမ်းမှကိုကြီးအဲ့ဒါကိုပြောရကျွန်တော်တို့အားကြတယ်ကိုကြီးလုံနိုင်တာကိုလည်းလုံးဝအားကြတယ်ကျွန်တော်တို့လည်း live လုပ်တာလေကိုကြီးရေပြောပြအောင်မယ်ကျွန်တော်တို့ဆိုလို့ရှိရင်လည်းမောင်လေးလားမသိဘူးကိုကြီးပဲကွာ motivation ပေးနိုင်တာကောင်းတယ်မိုးရွာတဲ့ထဲမှာဆိုကောင်းတယ်ကျွန်တော်ဆိုလို့ရှိရင်ကိုကြီးတနေ့ကို3နာရီပဲအိတ်တက်တော့ရမ်းကြိုးစားတာကိုကြီးဒါမဲ့တခုပဲ3နာရီဆိုတော့နော်ကျွန်တော်ကနဲတော့အိတ်တာအိတ်ဘူးဒါမဲ့အောင်မီမှုကမထတာဟမ်အဲ့ကိုကြီးတိစေချင်လို့ကျွန်တော်ကိုကြီးပြောမအိတ်ဘူးတကယ်အောင်မီမှုကမထကျွန်တော်ကမအိတ်နောက်ပါနဲ့အောင်မီမှုကအိတ်နေတာကျွန်တော်မွေးကြအခုချိန်31နေ့လေသူကမထသေးဘူးကိုကြီးလှုပ်အောင်လို့ဒီမမအိပ်ဘူးနော်သူပြောတယ်နော်ဒီမမအိပ်ဘူးသူစူးစားတယ်ဒါပေမဲ့အောင်မြင်မှုကသူ့ဘာသူမထတာဟုတ်တယ်ဒါမပြစ်မဟုတ်တော့